မင်္ဂလာပါခင်ဗျာဒီနေ့တန်ဖိုးဖြစ်လို့မရတဲ့အသည့်တစ်ခုအကြောင်းပြောမှာပါအသည့်တစ်လုံးဟုတ်လားအသည့်တစ်လုံးအခက်ဆုံးအဆုံးနေဘူးတာတဲ့သိဘူးလို့လားလောကမှာမသိလို့ပင်ပန်းနေတာမသိမှုပဲအဝိဇ္ဇာလို့ခေါ်တာဟုတ်ပြီနော်အဲ့တော့သိမှုလောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်သိဖို့လိုတာအဲ့ဒီသိမှုလေးကိုဘာတွေကမသိအောင်လုပ်ထားတာဆိုတော့အစွဲအလန်းနေစွဲလန်းမှုတွေကြားဘူးနာဝတယ်အမှန်မဟုတ်တဲ့အယူအဆတွေလွှမ်းမိုးရာနေအသိစီကိုမရောက်တော့တာအသိတစ်ခုကျွန်တော်တို့အခုပြောမှာကလောကီပညာတွေကအမျက်ဆုံးအသိတစ်ခုအဓိကကြသောအသိတစ်ခုmain ဟုတ်လား main ဖြစ်သောအခြေခံကြသောအုတ်မြစ်ကြသောအခြေမြစ်ကြသောအသည့်တစ်ခုနားထောင်နေတဲ့ပုဂ္ဂိုလ်တွေနားထောင်နေတဲ့ခုနှစ်ရက်သားသမီးတွေအားလုံးဆွေစဉ်မျိုးဆက်သားစဉ်မြေးဆက်အဆက်ဆက်ကောင်းစားစေဖို့ရည်ရွယ်ပြီးတော့အသည့်ကိုပေးတာပါဒီအသည့်ကအနိယတယူယူလေးသိလာတဲ့အသည့်မျိုးမဟုတ်ပါဘူးကျွန်တော်ကူးခဲ့တဲ့ဝိဇ္ဇာဆရာတော်ဘုရားကြီးကျွန်တော်လျှောက်တာဆရာတော်ဘုရားအဲ့ဒါ1355ခုမှတ်မိတယ်နော်တပေါင်းလာပြီးနေမှာလျှောက်တာတပည့်တော်လို့လူသားတွေကိုလို့လူတွေကိုလို့ကံကောင်းအောင်လို့စကားလေးတစ်လုံးနဲ့တတ်နိုင်ပါတယ်ဘုရားကျွန်တော်ဆရာတော်လျှောက်တာအဲ့တော့ခေစကားနဲ့ပြောရင်ဓာတ်ပေါက်နေလားဘာလားညာလားဖြစ်မှာပေါ့ဗျာဘေးရကြည့်အဲ့တော့ဆရာတော်ကအခြားလေးနားထောင်ပညာရှိကိုတဲ့ကျွန်တော်အဲ့တော့ကျွန်တော်အသက်1355ဆိုတော့ကျွန်တော်30ကျွန်တော်23နှစ်ပဲရှိသေးတယ်အဲ့တော့ကျွန်တော်ရှောက်ခဲ့တာနော်အဲ့တော့ဆရာနီးတန်းနေပြူလာ ਈ လားနီးတန်းပြူရမှာပါနော်ကျွန်တော်တို့ပကံခေပကံမင်းပကံမင်းဆက်က50နဲ့50ကုန်းမောင်မင်းဆက်17ဆက်ညောင်ရမ်းခေအင်းဝါခေဒီနက်ခတ်ပြီးပညာရကြီးကထွန်းကားခဲ့တာနော်မောကြောကဘာလေမှာဝင့်ထဲစွာကျုပ်တို့ရပ်တည်နိုင်ခဲ့တယ်ဟုတ်ပြီအဲ့တော့ဒီပညာတွေကဒီနက်ခတ်ပြီးပညာရက်ကခုနအရင်လဲကျွန်တော် post ပါပြောခဲ့ပြီပါကီဝင်မင်းနေဒါဆင်းသက်လာတဲ့ပညာအထာရတ္တ18ရက်ထဲမှာပါတဲ့ပညာဒီပညာရဲ့အတိမ်အနက်ကလူတွေကိုမင်းစာတာကြည့်ပြီးတော့ဘာဖြစ်စီမဲဘာဖြစ်တတ်တယ်ဟာမင်းတနင်္ဂနွေအုပ်ရတယ်တနင်္လာအုပ်ရတယ်အင်္ဂါအုပ်ရတယ်အဲ့လိုပြောတတ်ယူလီပညာမျိုးမဟုတ်ဘူးကျွန်တော်တို့ငယ်ရအထိအသက်30လောက်အထိကျွန်တော်တို့စပြီးရင်ကျွန်တော်တို့ဘီရင်လောကတွေရောက်လာတော့ဒီကျွန်တော်တို့ side effect calculator လေးနဲ့ကျွန်တော်ဒီဂရီကိုတွက်တက်လာတယ်အရင်တော့အဲ့လို calculator လေးမပေါ်ခင်ဆိုရင်အဲ့ calculator မပေါ်ခင်ဆို logarithm နော်အဲ့မတော်ခင်ဆိုလက်တွေနဲ့တွက်နေရတာအဲ့တော့ဒီပညာရကြီးရတကယ်တမ်းကြတော့အချိန်လေးတစ်ခုမွေးချိန်လေးကိုဥရိယလက်မှန်အောင်တတ်နိုင်မှုကိုတွက်ဖို့ကိုတော်တော်ခက်တာဒါမှမဟုတ်ရှိတော့
မင်းဆရာတို့တကယ်ပုဂ္ဂိုလ်ကြီးတွေပေါ့နော်ဟိုသူတို့ကြတော့သူကနောက်ကဆရာတော်ကြီးတွေရှိတယ်မကျွန်တော်တို့ရွာဆိုရင်ကန်နီကျောင်းနဲ့ကျွန်တော်ကကန်နီဆရာတော်ဖရာကြီးဆိုတာဘေဒန်လောကမှာနာမည်ကြီးတယ်ကျွန်တော်တို့ငယ်ငယ်ကကျွန်တော်တို့ရွာမှာမှန်စီရွှေချကျောင်းကြီးရှိတယ်ရွှေစစ်ချတာနော်ကျွန်တော်တို့အဲ့ကျောင်းရဲ့အပြက်တကားပေါက်ဒီပါဒီကျွန်တော်တို့အကုန်လုံးဟဲ့လို့လက်နဲ့ကန်ကြည့်ရဘူးလေမီးလောင်သွားတာနော်အဲ့ဒါကန်နီဆရာတော်ဖရာကြီးဆိုတာအဲ့လိုဆရာတော်ဖရာကြီးတွေနောက်ကမင်းကြီးမင်းသားတွေရဲ့ဇာတာတွေကိုစီရင်ပေးရတာအဲ့တော့ဟိုပေါ့ကျွန်တော်တို့ဇာတာဖွဲ့ခြင်းနဲ့ဇာတာစီရင်ခြင်းနော်ဆိုတာရှိတော့ကတော့ဦးရဲဆိုတာနဲ့တော့သူဘွယ်ချင်းမွေးမွေလေးအမိပိုင်းနာတဲ့အချိန်မွေးမှာပေါ့အဲ့ဒါလေးကိုကျွန်တော်စာရွက်ဒီမပေါ်တော့ရက်ချုပ်ဆိုတာတသက်ရှိတယ်ကျွန်တော်တို့တဘူးလက်ကလေးထလက်ကလေးပေါ့အဲ့ထလက်ကလေးပေါ်မှာ1300ဘယ်နှခု1300ဥမာ23ခုနေုံလာပြီးရော10ရက်ဒီလိုမျိုးရေးတာကိုရက်ချုပ်လို့ခေါ်တယ်အဲ့ဒါဇာတာဖွဲ့တာမဟုတ်နော်အဲ့ရက်ချုပ်ကတသက်ပဲဘယ်နာရီချိန်မှာမာတာမိခင်ဖွားတန့်စင်သည်ဟုတ်လားအဲ့ဒါရက်ချုပ်လို့ခေါ်တယ်ဇာတာဖွဲ့တာမဟုတ်ဘူးနော်အဲ့ရက်ချုပ်ကလေးကအခုကျွန်တော်တို့ခင်မှာကျတော့ဖွားစရင်ပေါ့နော်ဖွားစရင်ကျွန်တော်တို့ဟိုတက်ဆိုင်ရစီးဦးနေလည်းပေးရတယ်စီကန်းနေလည်းပေးရတယ်ဟုတ်လားဖွားစရင်ကတတ်ပဲခုကဖွားစရင်ကိုဇာတာဖွဲ့နေတာမှားနေအဲ့တော့အမေလုတ်တဲ့လူကသူ့သွေးသားကြောင့်ဘယ်မိခင်မဆိုဘယ်ဖခင်မဆိုကိုသားသမီးကိုဇာတာကောင်းလေးနဲ့တော့မွေးပြီးချင်တာပဲလေသို့တော်လေဘိုက်ကနားနေဘယ်လိုလုပ်မှာတော့ဟုတ်လားနော်ဘိုက်ကနားနေဘယ်လိုလုပ်မှာတော့အဲ့တော့မွေးရသူ့ဟာသူမွေးတာသူ့သွေးသားကသူ့ဟာသူမွေးတာသူ့သွေးသားဥမာပေါ့သူကလမ်းကြီးများများရှောင်မယ်ဆိုမွေးရတာလွယ်တယ်ပြုတ်ဆိုထွက်သွားတယ်ဟာခက်တယ်ဆိုရင်တခါမလွယ်တော့အဲ့ဒါကြီးကကျုပ်တို့ခမရတို့ရဲ့ကံလားအဲ့ဒါကံလားအဲ့ဒါကျုပ်တို့ဇာတာလားတိကျစဉ်းစားနော်အခုကျွန်တော်စီမှာမေးတယ်နေကောင်းရက်မြတ်ရွေးပြီးတယ်အကောင်းဆုံးရက်ကိုရွေးချက်ပြီးတယ်ဒါမှမဟုတ်ဆရာအချိန်ရွေးလို့မရဘူးခမဗျာပတ်စပ်ပူပြီးမွေးလိုက်စမ်းမအဲ့ဒီအချိန်လေးရအောင်ဆရာဘလို့မှမရဘူးရှေ့မှာလူလေးရှိတယ်အဲ့ဒါကအဲ့လူရဲ့ကံလားအဲ့တော့မွေးပြီးတဲ့ဝမ်းဆွဲတို့လက်သေးတို့ဒူနာပြုတို့တာဖွာမီးရတို့သူတို့ကကံကိုစီရင်တဲ့လူတွေလားကံကိုနားလေတဲ့လူတွေလားအကြောင်းမောင်းစုံလုံးမွေးလိုက်တာသူကံပေါ်ဆရာရဲ့အဲ့ဒါကြီးကတာဝန်မဲ့ရကြတယ်ဒီနက်ခတ်ပြီးရင်ပညာမွေးတဲ့ဇာတာတွေကိုဝင်ပြီးတော့စီရင်ပေးခွင့်မရအောင်နက်ခတ်ပြီးရင်ပညာဘာဖြစ်နေတော့ဆိုတော့အဲ့ဒီလက်သေးတို့ဝမ်းဆွဲတို့တာဖွာမီရဲ့ပါရဂူတို့တာဖွာမီရဲ့ဆရာဝန်ကြီးတွေတို့မွေးပြီးတဲ့ဟာကိုမွေးပြီးလိုက်တဲ့လူကိုပါလာတဲ့အတိုင်းလေးဖတ်ယုံမဲ့ကြံတော့တယ်အဲ့ဒါပညာလားကျွန်တော်တို့ကဘာနဲ့ဒူးနေတော့ဆိုတော့ကောင်းပြီဟဲ့တစ်ပင်မောအသေးရွက်တွေရဲ့ကျွေးလာတယ်ကြကြရင်ကြလီတိုင်အဝေးရောက်သွားမယ်ဘွက်ထဲကြရင်ကြမယ်မြောင်းထဲကြရင်ကြမယ်မြစ်ထဲကြရင်ကြမယ်မီးပုံထဲကြရင်ကြမယ်အဲ့လိုဖြစ်အလေးကြဖြစ်ရှေ့တော့ကတည်ငြိမ်နေနော်ရှေ့တော့ကဇာတာစီးရင်တာပကံမင်းဆက်ဆို50နော်စီယူရီချူစီယူမီလုံးစဘာတောင်လို့ပုံရှေ့လူကြီးတွေဘလောက်ရေရရာကိုအလေးနဲ့ထားတော့ဆိုတော့မကြမ်းပါရင်ရွှေကိုလေးချိန်နဲ့အမျှဖျားသူလှူအဲ့လောက်တန်မှုထားတာနော်အဲ့လိုခစ်ကြီးကျို့တို့
တတိတနံကိုထိုင်ကိုတီကိုနံကိုချငန်းနဲ့နှစ်ပေါင်းအခုဆိုရင်2500 2000ကျော်နေပြီကျုပ်တို့ရက်တည်ခဲ့တာအဲ့လိုပညာရဲ့အကျိုးတွေကိုခံစားခဲ့ကြရတယ်အခုကျုပ်တို့အခုမခံစားဘူးမပြောပါဘူးเนาะအခုလည်းခံစားနေရတာပဲဒါမှမဟုတ်ခံစားတဲ့လောက်မခံစားဘူးခံစားနိုင်တဲ့လူတွေလောက်ပဲခံစားပြီးတော့မခံစားနိုင်တဲ့လူတွေကမခံစားဘူးနော်အဲ့ဒါကြောင့်ဇာတာပုတ္တရေဆိုတာကဒီဂျူသွားဂျူလာအနေထားတွေကိုနားလေတဲ့လူကဒီနေရာလေးမှာလက်ကလေးတက်လိုက်ရင်လက်ဆိုတော့မွေးချိန်ပေါ့နော်အချိန်လေးတက်ပြီးတော့ဥရိယလက်ကလေးတက်လိုက်ရင်တော့ तू ကလက်ရဲ့10တန်းမှာဘာဖြစ်သွားမလဲကြာသာပြီးရောက်သွားမယ်ဒီနေရာလေးမှာလက်ကလေးတက်လိုက်ရင်တော့အိမ်တော်ကြီးပြဿနာပေါ်မယ်ကျွန်တော်တို့နေ့တနေ့မှာပေါ့ဥမာပေါ့အင်္ဂါဂျူပေါ့အခုဆိုရင်အင်္ဂါဂျူကုံရာဒီမှာရှိတယ်ပိန်ရာဒီလက်ဆိုရင်အင်္ဂါကုသတော်သာတင်တယ်အိမ်တော်ကြီးမကောင်းဖြိစာရာဒီလက်ဆိုရင်လက်ရဲ့၄တန်းမှာအင်္ဂါကုသတော်သာတင်တယ်အိမ်တော်ကြီးမကောင်းအခုအချိန်နော်ကုံရာဒီလက်ဆိုရင်လက်ကိုအင်္ဂါဘူးရဲ့အင်္ဂါကုသတော်သာတင်တယ်အိမ်တော်ကြီးမကောင်းမိန်ရာဒီလက်ဆိုရင်လက်ရဲ့12တန်းမှာအင်္ဂါရှိတယ်အင်္ဂါကုသတော်သာတင်တယ်အိမ်တော်ကြီးမကောင်းဘူးကဲအဲ့ဒါကိုအမေကနေအဲ့လက်တွေလည်းမသိဘူးအချိန်နဲ့မွေးထည့်လိုက်ပြီဗျာကဲဘယ်နဲ့လုံးတကယ်မကောင်းတာနော်တကယ်မကောင်းတာအဲ့တော့ဇာတာကိုတော့ဆရာစီရင်ပြီးတဲ့ဇာတာပဲဖြစ်တဲ့ကျွန်တော်တို့ဗိုက်ထဲကလေးထွက်လာဘူးဆရာဝန်ဆရာမတွေစီရင်ပေးတာလीဗိုက်ထဲကလေးထွက်လာဘူးဆရာဝန်ဆရာမတွေစီရင်ပေးတာလीဗိုက်ထဲမှာနေတဲ့ကလေးလေးကျမကြီးကောင်းအောင်ဆရာဝန်ဆရာမတွေကပဲပြုစုတာလीတာဝမီရဲ့ထူဟေးနင်းဘာစီလေးတော့ကိုရင်ဆောင်အားစီလေးတော့ဒါလည်းဆရာဝန်ဆရာမတွေကစောင့်ရှောက်တာပဲလीတကယ်အရေးကြီးမိန်ကန်ဇာတာဖြစ်ပေါ်လာမယ်အချိန်လေးကိုကျတို့နက္ခပညာရှင်တွေကစောင့်ရှောက်မပြီးနိုင်တယ်လို့ဖြစ်နေတယ်အဲ့ဒါမာနေတယ်နော်ဘာကြောင့်နော်ကျတို့ကလူတယောက်ဖြစ်လာဘူးဗျာခင်ဗျဘဝအနက်ကတန်လျာကနေဖြစ်လာတာနော်အများကြီးကုသိုလ်ကောင်းမှုတွေဖြစ်လာမှလူတယောက်ဖြစ်တာလူဆိုတာဖြစ်တာအဲ့ဒါကိုဒီမွေးချိန်လေးအချိန်လေးမှားတာနဲ့ဘဝအခြေအနေတွေအများကြီးပြောင်းလဲသွားတာအဲ့ဒါကိုကျွန်တော်တို့အချိန်ကဘာဝဆက်ကမှသွားပြီးတော့ထိတယ်ဘာဝဆက်ကျွန်တော်တို့ဇာတာတွေမှာယာတိဆက်နဝင်းဆက်ဘာဝဆက်ဆိုတာရှိတယ်ဟုတ်လားအဲ့မှာယာတိဆက်မှာဆိုရင်ကိုပဲသိနေပြီနော်အဲ့ဒါကြောင့်စီရင်တဲ့ဇာတာလောက်ရတယ်ဇာတာဆိုတာစီရင်ရတာအမိပွေးတဲ့အချိန်နဲ့ဖွဲ့ရတာမဟုတ်ဘူးဆိုတဲ့အသည့်တစ်ခုကျွန်တော်ထည့်ပေးနေတာရှိတော့ကမင်းအဆက်ဒီပညာကိုဒီလိုကျင့်သုံးခဲ့တယ်နော်ရှိတော့ကအခုလို calculator တွေမပေါ်သေးဘူးကွန်ပျူတာတွေမပေါသေးဘူး software တွေမပေါ်သေးဘူးလက်ကလေးနဲ့တွက်ပြီးတော့ဂျိုးသွားပြက်ကလေးနဲ့မို့အဲ့ဒါဘလောက်ခက်တော့အဲ့တော့မွေးချိန်ပဲဖွဲ့လိုက်ပါကွာဆိုတာဖြစ်ကုန်တာအမှန်မှာအဲ့လိုမဟုတ်မင်းတို့ကံကောင်းလို့ပြီးခွင့်ရတာနော်ကျွန်တော်တို့ပျော်ပွဲရဗရမ ्या ရွှေတောင်မြချိုင်းတောင်လေဒီတော့စခန်းဆရာတော်ဘုရားကြီးဥဒုမနာကျွန်တော်ရဲ့အန်တီဝါဒီကဆရာဒီလောကီပညာတွေအားလုံးဆရာတော်ကြီးသင်ပေးခဲ့တာအဲ့ဒီကျောင်းကြီးမှာကျွန်တော်တို့ရှင်အရဟံနေထွက်သိခြင်းရှိတယ်လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လောက်ကရှိတဲ့ရှင်အရဟံသိခြင်းရှိတယ်ကျွန်တော်ဆရာတော်အကြောင်းကျွန်တော်အများကြီးရင်ထဲမှာဒီနေ့ချိန်တစ်စက္ကန့်မမီဘူးဦးထိပ်မှထားတယ်နော်ဒါဆရာတော်နာကိုကူးွယ်ရင်းနဲ့ဒီဉာဏ်တွေကသူ့အတူတွေဝဲနေတာ
တူးတွေဝင်ပညာတွေကတို့သူဖြစ်နေဒါတွေကစာအုပ်ထဲမပါဘူးနော်စာအုပ်ထဲမပါဘူးကျွန်တော်တို့မွေးချိန်လေးကိုဒီလူတဦးရဲ့ဇာတာကိုအချင်းအခါကောင်းလေးနဲ့ဆရာတော်ကြီးကကျွန်တော်တလုံးမသိနေတယ်အချင်းကောင်းခင်အချင်းကောင်းမိမဲ့အခါကောင်းတာရှိတယ်တဲ့အခါကောင်းမဲ့အခါကောင်းမိမဲ့အချင်းရန်ကောင်းညမှာကောင်းတာတဲ့အချင်းကောင်းမိမဲ့အခါလည်းကောင်းညမှာကောင်းတာအချင်းကောင်းအခါကောင်းဆိုရှိတယ်တဲ့ကျုပ်တို့တော့ကူတော့ဗျာအမိမွေးတဲ့အချင်းကအချင်းကောင်းအခါကောင်းမွေးတာလားမသိဟာဘိုက်ခွဲမွေးတယ်ခွဲမွေးတာအချင်းကောင်းအခါကောင်းမှမသိဆရာဝန်အားတဲ့အချင်းနတ်စမာရီအားတဲ့အချင်းသူတို့လူတွေစုံတဲ့အချင်းအဲ့ဒါကျုပ်တို့ကန်နေရလားသူတို့ကတော့သူတို့အလုပ်သူတို့လုပ်ပါစေသူတို့ကတော့သူတို့လည်းဒီကလေးရောလူကြီးရောကျမ်းမအောင်သူတို့လုပ်ရမှာပေါ့ဗျာဒါသူတို့တောင်းမယ်အဲ့တော့နက်ကဘီရင်ဆရာကြီးကကြတော့သူကပြန်လုပ်ရမှာဟိုမတော်မတရားရရဇာတာအတွက်ဒါရရဇာတာမဟုတ်တော့ဇာတာကိုဖွဲ့ခိုင်းနေတာရရလူခေါင်းစဉ်တက်လို့ဆရာစီရင်ပြီးတဲ့ဇာတာတက်ကျွမ်းတဲ့ဆရာကစီရင်ပြီးတဲ့ဇာတာအဲ့ဒီခစ်ကိုဖြစ်လာမှာကျွန်တော်တို့ခင်ဗျာဂျူးဒိတ်ဆိုတာရှိတာဟိုရှိတော့အခုဆိုသားလားသမီးလားကျွန်တော်တို့ကြိုးပြီးတော့လည်းသိခွင့်ရနေတာပဲလေနော်တော့သူသွေးသားနဲ့သူ့ဟာသူလေမွေးမှာပဲလေမွေးချိန်ကြမွေးမှာပဲဘဏ္ဍပတ်ဆိုမွေးမှာပဲဘဏ္ဍပတ်ဆိုမွေးမှာပဲအဲ့ဒါကြီးကကျုပ်တို့ကန်စားတာလားအဲ့ဒီတရက်ထဲမှာကိုပဲခုန24နာရီမှာအင်္ဂါအိမ်တော်ကြီးမကောင်းနိုင်ခုနကာလာတပ်ပတ်ရုပ်တွေပါမပြောဘူးနော်အိမ်တော်ကြီးမကောင်းနိုင်တဲ့အချိန်ခုနပဲညနေကကျွန်တော်တယောက်သူကပြိဿရာသီစမ်းရဲ့ပြိဿစမ်းပြိဿလဲစမ်းရဲ့6တက်မှာ12တက်မှာတောက်ကြရှိတယ်အချီတော်အဆင်မပြေဘူးသူတကြပြီနော်အချိန်လေးအောင်လို့မင်းဒါလေးရွှေ့လိုက်ပြီးပြီလို့အဲ့တော့ညံလို့တာအတိတလုံးပဲနိဗ္ဗာန်ရောက်တာလည်းအတိပဲလောကီကိစ္စပြီးရလဲအသိပဲအခက်ကြီးထင်မနေနဲ့ရှိုက်စားအလုပ်လည်းမခံနဲ့သူများတွေရဲ့လှည့်စားတာလည်းမခံနဲ့နော်လှည့်စားဖို့လှည့်စားကကျွန်တော်နော်ကျွန်တော်အခုပြောမယ်တစ်ခါလေးပြောမယ်နော်အခုကျွန်တော်ဇာတာစီရင်ပေးမယ်တစ်ခါတည်းရန်ကြတော့တရက်လုံးဝမကောင်းတာတွေရှိတယ်ဥပမာစမ်းနေဆိုရင်ရက်ပါရှူရမှာမတပတ်ပေါ့ဗျာခင်ဗျာတနင်္လာသားပြီးခဲ့တဲ့တနင်္လာဒီတနင်္လာတဲ့ကောင်းတာပြန်ကြည့်မယ်ပြီးခဲ့တဲ့တနင်္လာလေဒီတနင်္လာတဲ့ပိုမကောင်းဘူးနောက်တနင်္လာဒီတနင်္လာတဲ့ပိုကောင်းလားကြည့်မယ်ကြည့်မယ်ဆိုတာ24နာရီနော်10မိနစ်ချင်း10စက္ကန့်ကြီးကြည့်မှာနော်ဒီနေ့တနင်္လာကိုကောင်းလားခရမူရက်ကတနင်္လာဆိုအဲ့ဒါမူတည်ပြီးတော့အမေကတော့တနင်္လာနေ့မွေးပြီးလိုက်ပြီလေအဲ့ဒါမပြည့်စီအောင်အချိန်ကောင်းကြီးဖြစ်ရမယ်အခါကောင်းကြီးဖြစ်ရမယ်အဲ့ဒါကိုဇာတာစီရင်တယ်လို့ခေါ်တယ်တလုံးနေတော့မှာလေအဲ့ဒါစမ်းရဲ့9တက်မှာခုနကောင်မလေးတယောက်ဇာတာကျွန်တော်ကြည့်တယ်သူကမရသည်စမ်းရဲ့9တက်ပထနီဘာဝမှာအင်္ဂါနဲ့ရာဟုရှိတယ်အိမ်တော်ကြီးဒုက္ခရောက်မယ်ဟာလေအဲ့ဒါကြောင့်ရက်ပါရှူရတော့မှာဒါရရလေဘာဖြစ်လဲဇာတာပဲပေါ့ဒီဇာတာပဲဒါဘသူစီရင်ပြီးတော့ဆရာစီရင်ပြီးတာဘယ်ဆရာတို့နက်ခက်ပြီးရင်ကျွမ်းကျင်တဲ့ဆရာတွေကငါဇာတာကိုစီရင်ပြီးတာဘလောက်ကုန်ရှိလို့ခင်ဗျာဗျာကျွန်တော်တို့ကအရင်အမြစ်ကိုမပြင်းဟာနာမည်ပြီးကြတော့နာမည်ပြီးတဲ့ဆရာတွေစီသွားပြီးတော့နာမည်ကောင်းလို့ကျင်လားအဲ့ဒါကသိရွက်ကလေးနဲ့တူတယ်အရွက်လေးဂိုင်းလေးဂိုင်းပြဂိုင်းနာလေးပဲအဲ့ရရအဓိကပင်စီအမြစ်ရေတောင်းမြစ်ကြီးကိုပြေမှာအဲ့ဒါပညာမှပညာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြောချင်တာကထိုက်တဲ့လူရပေါ့ဗျာမယုံနေတဲ့လူကတော့မယုံနဲ့ပေါ့ယုံမှလို့ဘယ်သူမှမပြောဘူးနော်မေတ္တာဖူတာအတိညာမဟုတ်ဘူးလောကီကိစ္စပြီးစီတဲ့အတိညာတခါတည်းမှာအဲ့ဒီစတရရန်ကောင်းနေတာအချိန်ခါမှားနေတာဥရိယလက်မှားနေတာဆရာအဲ့ဒါလေးပြတ်လိုက်ုံနဲ့မှန်ပြီလားဒါဆရာစီရင်ပေးတာလေလောကမှာ
နက္ခပညာရှင်စီရင်ပေးတာလေမင်းဖြစ်တဲ့ကာလမှာမွေးခဲ့မင်းဖြစ်တယ်တတိဖြစ်မဲ့ကာလမှာမွေးရင်တတိဖြစ်တယ်ကာလရှိသေးတယ်နော်ကာလတတ်ပဲအချိန်ခါတတ်ပဲကာလတစ်ခုကဲမှာအကောင်းဆုံးအချိန်ခါရှိတယ်ကိုမွေးတဲ့ကာလကတော့ကိုယ့်ရဲ့အတိတ်နဲ့ထွက်ဖြစ်လာတဲ့ကာလလीကာလတစ်ခုကျန်တာပြီးဆိုရင်အုပ်ရဖို့12နှစ်စောင့်ရတယ်စနေဆိုရင်အုပ်ရဖို့နှစ်30စောင့်ရတယ်တောက်ကြဆိုရင်တစ်နှစ်တစ်ခါပဲအုပ်ရတယ်တနင်္လာ29ရက်တစ်ခါအုပ်ရတယ်တနင်္ဂနွေရက်တစ်နှစ်တစ်ခါအုပ်ရတယ်အင်္ဂါကျိုးကတစ်နှစ်ခွဲတစ်ခါအုပ်ရတယ်အဲ့ဒါတွေကိုရအောင်လိုက်လုပ်ပြီးလို့မရဘူးကိုမွေးမဲ့ကိုရဲ့မွေးကနီဂျူးဒိတ်အနေအထားအရအကောင်းဆုံးရက်အကောင်းကိုမွေးလာတဲ့ရက်တည်းအကောင်းဆုံးအချိန်ရွေးပြီးတာလက်ခက်ပြီးရင်ဆရာကြီးရဲ့တာဝန်အဲ့ဒီမှာအခုကျွန်တော်ဟိုဘက်နေ့ရဆိုရင်ရေရဇာတာလေးလို့ဖို့ကျွန်တော်ပြောလိုက်တယ်ဆရာဒီလောက်ကြီးတောင်းနေတယ်ဆရာပေးရမှာလားနေပေါင်းဟာလို့အဲ့လောက်ကြီးမဖြစ်ပါဘူးလို့ဟိုနောက်တစ်ယောက်ကဆရာဘယ်လောက်တောင်းနေတယ်အဲ့တော့ခုကျွန်တော်ကိုယ်တိုင် online ပေါ်ကနေကျွန်တော်ကဇာတာဖွဲ့ပေးမှာလေတပူးပေါ်ရေးပေးနိုင်တယ်လို့ကျွန်တော်ကြော်ညာပြီးတော့ခေါ်မှာကျွန်တော်ရိုက်စားလို့မခံဘူးကျွန်တော်လည်းကြားရပွဲစားမလို့ညီလေးမင်းဒီဇာတာဒီတိုင်းရေးပြီးတပူးမှာရေးတဲ့လူတွေရှိတယ်လေဇာတာသူတို့ကျွန်တော်စီကိုအလုပ်တောင်းနေတဲ့လူတွေရှိတယ်သူတို့ကဘလောက်ဆိုရင်ဘလောက်တင့်တော်တဲ့ဈေးဆိုရင်ကျွန်တော်အဲ့လိုလုပ်ပေးပါတရားရှိဟိုဘက်နေ့ကကျွန်တော်2ယောက်ကိုကျွန်တော်ဘက်ကဇာတာဖွဲ့ပေးလိုက်တယ်ဆရာတဲ့ဒီလောက်တောင်းနေတယ်မဟုတ်လို့မလိုဘူးလို့အဲ့လောက်ကြီးမလိုဘူးလို့အဲ့လောက်ကြီး30ရမလိုဘူးခုကကျတို့ကအကောင်းဆုံးရရတော့လူတွေကိုကုံကြအောင်ရိုက်စားလို့မဟုတ်တော့ကျုပ်ကထွက်ပြီးတယ်ပရိယေသနာအဖြစ်ရလိုက်တယ်ဟိုဘက်နေ့ကတယောက်ဆိုရင်ဆရာတဲ့ကျွန်တော်ကာလတပ္ပယုံမိနေတယ်ဆိုရင်ဆရာအချိန်လေးပြင်ပေးပါတဲ့ကျွန်တော်က3000မဲ့တောင်းတာနော်ကျွန်တော်မွေးချိန်လေးအကောင်းဆုံးလေးပြင်ပေးတယ်သူကျွန်တော်ထပ်ပြီးတော့သူပူဇော်တာပညာပူဇော်စိတ်ချမ်းသာလွန်းတဲ့ကြေးနှလွန်းတဲ့အဲ့ဒါမျိုးကျွန်တော်လက်ခံတယ်ဟုတ်တယ်လေဒါနော်ကျွန်တော်လည်းဒီရွယ်ကြီးဘာလို့မအောင်များလှူအပ်တန်းရတာပေါ့နော်ဒါအဲ့ဒါလည်းလမ်းကြောင်းပြတာမဟုတ်နော်ကျွန်တော်ဒီပညာကိုကျွန်တော်အများကြီးတတ်မှတ်လိုက်ရင်တကယ်လှုပ်ချင်နေတဲ့လူတွေမလှုပ်နိုင်ပါတက်နိုင်တဲ့လူကတော့ဗျာဒီပညာရဲ့တန်ဖိုးကြီးသိကြတာပဲကျွန်တော်ပြင်ပြီးတော့လေပူပြီးတော့လေကြိုလေလှူအပ်တန်းရတာပေါ့ဟုတ်တော့မလားပေါ်များများသုံးရတာပေါ့ဒါကဟိုတပိုင်းပေါ့နော်ဟိုတခါတည်းရန်ကြတော့ဈေးကြီးမှအကြီးထင်တဲ့လူတွေရှိတယ်အဲ့လူတန်းသားတွေရှိတယ်နော်အများကြီးပေးရမှာဟုတ်တယ်ထင်တဲ့လူတွေရှိတယ်အဲ့ဒါကျုပ်ပြောနေတာအများကြီးပေးရင်ကျုပ်ပေးပါကျုပ်အများကြီးယူမယ်ကျုပ်ရွှေတစ်ချက်သားယူခဲ့ဘူးလားနော်ဒီပညာကျုပ်ကို9ယောက်ကျုပ်ကြတော့ကျုပ်ပေးမှန်းသိတယ်တော့ကျုပ်မယူရဘူးဒါဘုန်းလည်းပြောတာအဲ့တော့ကျုပ်ကရွှေတစ်ချက်သားတတ်မှတ်တော့လှုပ်တယ်တတိတွေလေလှုပ်တာပေါ့ကို့ဘွားကြီးကိုပြောမှာငါရွှေတစ်ချက်သားကုန်သွားလို့ဘာဖြစ်မှာတော့အဲ့ဒါကျွန်တော်ရွှေတစ်ချက်သား6000ခဲ့တာအခုအများကြီးပေးမှအများကြီးတောင်းပြီအဲ့ဒါအဲ့ဆရာမပညာအစ်စ်လို့ထင်းနေကျုပ်ကိုကြော့ပါကျုပ်သေးချလုပ်ပေးပါမယ်အများကြီးကျုပ်က3000ပဲတတ်မှတ်တယ်ဘောင်းဆိုတတိတွေလောက်ပဲပြင်ပြီးတော့သူ့အကူထန်ချမ်းသာပြီးသားကြီးဗျာဘယ်လိုလုပ်မှာတော့နော်ကျုပ်ကြော့ပါကျုပ်ပေးပါနော်ကျုပ်အများကြီးတောင်းတတ်တယ်နော်မတောင်းတတ်လို့မဟုတ်တောင်းလောက်အောင်လေပညာရဲ့ကြီးရခိုင်လုံးတယ်အဲ့လောက်လေပညာတက်တယ်ကျုပ်မယူရဘူးယူလို့မသိဘူးယူရမယ်ဖြစ်နိုင်ရင်အလကားလုပ်ပေးရမှာဆရာလေးပြီးရင်မူယုံကြည်တဲ့လူတူကြီးရဲ့ကျူးနေတဲ့ထမင်းစားနေတာမကောင်းတာပြင်ရမှာပေါ့ပြင်ပေးရမှာပေါ့အခုပြောနေတာအများတို့ခေါင်းထဲမှာ
ဒီလိုဆရာကြီးတက်တဲ့ပညာရေးနဲ့စီရင်ပြီးတော့ဇာတာဖွဲ့ရတယ်ဆိုတဲ့အသည့်လေးရွှေစင်မျိုးဆက်သားစင်မြည်ဆက်အထိခင်ဗျားတို့ဒီအသည့်တစ်လုံးကခင်ဗျားသိုံနဲ့မပြီးဘူးနော်ခင်ဗျားသားကိုပြောမယ်ခင်ဗျားသမီးဟဲ့ဇာတာဆိုတာအဲ့လိုဖွဲ့ရတာမဟုတ်ဘူးတက်တဲ့ပညာရေးနဲ့သေချာဖွဲ့ရတာအဲ့အသည့်လေးဝင်စေချင်တာတက်တဲ့ပညာဆိုတာခင်ဗျားတပူးကိုရေးရတာပညာမဟုတ်ဘူးနော်ခင်ဗျားအခုဆိုရင်ခင်ဗျားလည်းဖွဲ့ရတယ်software ဝယ်လိုက်ဗျာ software ထဲမှာခင်ဗျာ date ကောက်ရိုက်လိုက်မွေးချိန်ကောက်ရိုက်လိုက်မွေးတဲ့မျိုးကောက်ရိုက်လိုက်ပြီးပြီစာတာထွက်ပြီအဲ့ဒါဘာမှမကြောက်ဘူး2မိနစ်3မိနစ်ပဲ2မိနစ်တော့မကြာပါဘူးအဲ့ဒါပညာမဟုတ်ဘူးနော်အဲ့ဒါပညာမဟုတ်တပူးပေါ်ရေးတဲ့ဦးနည်းနဲ့လည်းပညာမဟုတ်ဘူးနော်အဲ့ဒါလေ့ကျင့်ရင်ခဏလေးကျုပ်ရေးလာတာကျုပ်ကအခုလက်ရေးလက်သာကောင်းတဲ့လူကိုကြည့်မယ်ကျုပ်ခန့်မယ်ကျုပ်လုပ်ပေးမယ်အခုဒီ post ကိုကြားတဲ့လူတွေဆက်သွယ်ပါကျွန်တော်တစ်ခါလေးပြောမှာမတော်မတရားယူလို့မရဘူးကျွန်တော်နားလေတယ်နော်ကျွန်တော်ဇာတာစီရင်ကကျွန်တော်တောင်းမယ်ကျွန်တော်တောင်းမယ်တပူးပေါ်ရေးကဘလောက်တင်းတော်တဲ့လက်ရေးလက်သားလည်းကောင်းမယ်ကျွမ်းကျင်ပိုင်နိုင်မှုရှိရဆိုကျွန်တော်အလုပ်အပ်ပေးမယ်ဒါပညာရှင်တွေကိုတခါလေးပြောရတာအဲ့ကြားထဲမှာကျုပ်တစ်ခုမှယူမှာမဟုတ်တပြားမှယူမှာမဟုတ်နော်ကျုပ်လှုပ်ပေးမယ်ဟုတ်ပြီနော်ကျုပ်စာတာစီရင်မယ်အများကြီးပေးပါပညာလို့ထင်ကျုပ်ကိုကြောပါကျုပ်အများကြီးတန်အောင်လုပ်ပေးမှာဟုတ်နေလို့ဘာကြောင့်နေယူတာတော့မတွေးပါနဲ့ပညာရကြီးကအကြီးတန်မှုရှိတယ်အကြီးအနှစ်သာရအဲ့ဒါယူကျုပ်တကယ်လိုနေတဲ့လူတွေတကယ်မပြည့်စုံတဲ့လူတွေလက်လန်းမမီမာကြောက်လို့ကျုပ်အနှိမ်ဆုံးအနေရထားကျုပ်လုပ်ပြီးတာဟာတတိပြောင်လုပ်ပြီးမယ်မင်းပြောင်လုပ်ပြီးဘယ်သူမှလုပ်မပေးနိုင်ဘူးအချိန်ကာလသူ့အတူလာတာအဲ့လိုလေအလိမ်မခံပါနဲ့ကျုပ်ရှာပြီးလို့ရတယ်အချိန်ကောင်းအခါကောင်းနော်မွေးဖွားတဲ့နေ့အချိန်ကောင်းအခါကောင်းမွေးဖွားပြီးတော့မိရွေးနေဖြစ်တယ်နောက်မတနင်္ဂနွေမွေးရဆိုနောက်တနင်္ဂနွေဘက်ဆုပ်မွေးလိုက်ရင်အရင်တနင်္ဂနွေအဲ့ထဲပဲကျုပ်ရှာနိုင်တယ်အဲ့ဒီကာလာရဲ့ဟိုးနောက်ကိုသွားပြီးတော့ရှာလို့မရအောင်ကဲဒါဆိုရင်ဇာတာစီရင်ချင်းဒီဇာတာစီရင်ချင်းကခင်ဗျားတို့ဘယ်လောက်အထိအကျိုးပြုမှာတော့ဆွေစဉ်မျိုးဆက်သားစဉ်မြည်ဆက်အဆက်အထိဇာတာရင်းပါတာကောင်းသမီးကောင်းထွန်ကားတဲ့ဟာတွေပါတယ်စီဝါရေးကောင်းတာတွေပါတယ်အိမ်တော်ကြီးကောင်းတာတွေပါတယ်လုပ်ငန်းကောင်းတာတွေပါတယ်မျက်နှာပွင့်တာတွေပါတယ်အများကြီးပါတယ်ဘာဝ12ပါးလေအဲ့ဒါယူကောင်းဒီစက်ကြီးကိုလှည့်ပေးမှာဘတ်ဆိုဒီစက္ကန့်ကောင်းတယ်ဒီမိနစ်ကောင်းတယ်ကျုပ်ကရွေးပေးမှာဒီပညာရကြီးကနောင်ဒီလိုလုပ်ရပါလားဆိုတာထွန်းကားသွားစီခြင်းလို့ကျုပ်တို့အားလုံးဇာတာကောင်းနေနဲ့ဘဝခီးကိုဆက်နိုင်အောင်ကျုပ်အတီးလင်းဖွင့်ပြောပြီးတော့ဒီ post ကိုတင်လာဒါဆိုရင်ကျုပ်စီနေအောင်အားလုံးနားလဲလောက်ပါပြီကျေးဇူးတင်